င်္ဂလာပါကျွန်တော်ရဲ့ 3D Sniper YouTube channel ရောပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဘူးခွာကြတဲ့နေ့ဘူးခွာကြပြီးတိုင်းကျွန်တော်ဖော်မွေးဆိုင်ပုံစံလေးပြထားရှိပါတယ်ကျွန်တော်အရင်တော့ပြဘူးပါတယ်အဲ့ဒါလေးကျွန်တော်ဖျက်လိုက်ပြီလို့ပါကျွန်တော်ပြန်ပြပေးပါမယ်ကျွန်တော်ဒီ9စွန်းခုနှစ်တိုင်းမှာဖြစ်တဲ့ဆိုင်လေးပေါ့ဗျာ9စွန်းခုနှစ်တိုင်းမှာအပူခွာကြလာပြီဆိုရင်တဲ့ဖော်မွေးဆိုင်ကလေးရှိတယ်ပေါ့ဗျာဟုတ်ကဲ့ဒီ1985ခုနှစ်မှာ3955ဆိုပြီးတော့ဒီမှာအပူကြလာတယ်3955အပူကြလာတယ်ပြီးတော့81ခွန်ပြီးတော့ခွန်5ဆိုပြီးဖြစ်တယ်ဘလို့ဖမ်းတာလဲဆိုတော့ကျွန်တော်ဒီမှာ3955လို့အပူကြလာပြီဆိုရင်သူ့ရဲ့အောက်မှာသူ့ဇောင်းသုံးလုံးပေါင်းခြင်းကဒီဇောင်းသုံးလုံးချင်းအပိတ်ရယ်ခါရယ်ထိပ်ရယ်ပေါင်းခြင်းက3ဖြစ်ရမယ်ဗျဒီမှာအပူကြလာပြီပေါင်းခြင်းက9 1ခွန်ဆိုရင်ကြောင်း9 1 6ခွန်ဆိုတော့3ပေါင်းခြင်းကဒီမှာဇောင်းသုံးလုံးပေါင်းခြင်းက3ပေါ့ဗျာဒီ8 1ခွန်ဆိုတဲ့ကဏ္ဍကအပိတ်ကခါမှာချပြီးတယ်ပြီးတော့ဒီနှလုံးပေါင်းခြင်းရှေ့နှလုံးပေါင်းခြင်းနဲ့နောက်နှလုံးပေါင်းခြင်းဟာဘရိတ်အနေနဲ့ယူတယ်ဆိုတော့9 1ခွန်ဆိုတော့ဒီမှာခွန်9 1ဆိုတော့ဒီမှာ6ဆိုတော့6ကို3ဖြစ်ဖို့အတွက်ဒီမှာခွန်နဲ့ပေါင်းရမယ်ထိတ်ကာတာဒီတော့ခွန်ဖြစ်သွားပြီအပိတ်ကခါဆိုရင်ကြောင့်ဒီမှာအပိတ်ကခွန်ဖြစ်သွားပြီခွန်14 4ဆိုတော့ဒီမှာပေါင်းခြင်းဘရိတ်ကရှေ့နှလုံးပေါင်းခြင်းနဲ့နောက်နှလုံးပေါင်းခြင်းဆိုတော့8 1ဆိုတော့9ခွန်1ဆိုတော့8 9ပရိတ်နဲ့10ပရိတ်ပေါ့ဗျာအခုကခွန်ရှည်နှလုံးပူရပြီဆိုတော့ခွန်နှလုံးပေါင်းခြင်းက4ဆိုရင်ကြောင်း9ပရိတ်ပြန်မယ်ဆိုရင်ကြောင်းဒီမှာအပိတ်က9တကယ်လို့ခွန်ပရိတ်တာကြခဲ့10ပရိတ်တာကြခဲ့မယ်နောက်လုံးပေါင်းခြင်း10ပရိတ်ကြခဲ့မယ်ဆိုရင်တော့ခွန်4ပေါ့ဗျာခွန်4နဲ့ခွန်5ပေါ့ဒါနှစ်ကွက်ရမှာပေါ့ဒီမှာဒါတကယ်လို့အပူခွာကြခဲ့မယ်ဆိုရင်တော့ဒီမှာတော့ပရိတ်တစ်ခုတည်းနဲ့တကွက်တည်းပဲဖြစ်မှာပေါ့ဒါဒီမှာဗရီဒါထွက်ခဲ့တဲ့တော့ဒီမှာခွန်5နဲ့ခွန်4ဆိုပြီးနှစ်ခွက်ရှိတယ်နှစ်ခွက်ထဲမှာခွန်5ဆိုပြီးတော့ချပေးခဲ့တယ်ဒါပထမကပ်ပေါ့ဗျာဒုတိယကပ်အနေနဲ့1985ခုနှစ်မှာဒီမှာအပူးကြလာပြီဒီမှာ488ဆိုပြီးတော့ဒီမှာအပူးကြလာခဲ့ပြီအပူးကြလာပြီးတော့သူ့ရဲ့အောက်မှာခွန်3ခွန်ဆိုပြီးဒီမှာခွန်3ခွန်ဆိုရင်ကြောင့်ဒီမှာဒါဘရိတ်တစ်ခုပဲဖြစ်ရမယ်ရှင်းလုံးပေါင်းခြင်းကလည်းဘူးပဲနောက်လုံးပေါင်းခြင်းလည်းဘူးပဲဆိုရင်တော့တုံညာဆိုရင်ကြောင့်ဒါဘရိတ်ကတော့အောက်ဖမ်းတဲ့ချိန်မှာဘရိတ်ကတစ်ခုပဲဖြစ်အောင်ပေါ့ဆောင်းတုံးလုံးပေါင်းခြင်းက3ဆိုရင်ကြောင့်8 3ဆိုတော့1ဆိုတော့1ကို3ဖြစ်ဖို့အတွက်2ပေါင်းရမယ်ဒီမှာထိတ်က2ဖြစ်သွားပြီ2ရပြီအပိတ်ကခါဆိုတော့အပိတ်ကဒီမှာခါ2ခွန်ဆိုရင်ကြောင့်ဒီမှာပရိကရှင်နှလုံးပေါင်းခြင်းနဲ့နောက်နှလုံးပေါင်းခြင်းဆိုရင်ကြောင့်ခွန်3ပေါင်းခြင်းလည်းတုံညာ3ခွန်ပေါင်းခြင်းလည်းတုံညာဆိုရင်ကြောင့်အောက်မှာပရိကတုံညာပရိဆိုတော့2ခွန်ရှိတွဲရပြီဆိုတော့တုံညာပရိဖြစ်ဖို့အတွက်ဒီမှာ1ပဲပေါင်းထည့်လိုက်မယ်2ခွန်1ဆိုတော့တဲတစ်ခွက်ပဲရပါတယ်ဒါကတော့ဒုတိယကပ်ပေါ့ဗျာတတိယကပ်အနေနဲ့1995ခုနှစ်မှာ1995ခုနှစ်မှာဒီမှာတုံညာခွန်တုံညာဆိုပြီးကြာလာပြီဒီမှာအောက်မှာပဲဒီမှာဘူးခွာကြလာပြီဘူးခွာကြလာပြီဆိုတော့ဘရိတ်ကတစ်ခုပဲဖြစ်မယ်4 5 4ဆိုခြင်းကြောင့်ရှင်နှလုံးပေါင်းခြင်းကလည်း9နောက်နှလုံးပေါင်းခြင်းလည်း9ဒီဇောင်းတုံးလုံးပေါင်းခြင်းက3ဖြစ်မှာပေါ့ဗျာဆိုတော့တုံညာ5ပေါင်းခြင်းက5ဆိုရင်ကြောင့်3ဖြစ်ဖို့အတွက်9ရဲ့10ရဲ့ပေါင်းတော့3ပေါ့ဒီတော့ဒီမှာ10ထိပ်ကရပြီ10ထိပ်ရပြီဆိုတော့အပိတ်ကခါရပြီဆို8 4ဆိုတော့12နှစ်ရပြီဆိုတော့ရှင်နှလုံးပေါင်းခြင်းနဲ့နောက်နှလုံးပေါင်းခြင်းကဘရိတ်ဆိုတော့4 5ကလည်း9 5 4လည်း9ဆိုတော့9ပရိတ်ရဖို့အတွက်မရှိ4နှစ်ကို9ပရိတ်ဖြစ်ဖို့အတွက်မှာခွန်ပေါင်းပေးလိုက်မယ်မရှိ4ခွန်ဆိုပြီးတော့ဒဲတစ်ခွက်ပဲရပါတယ်ဒါအားကြမလို့ပါဘူးဒီမှာပရိဒါမထွက်ခဲ့တဲ့အတွက်ကြောင့်ဘူးခွာကြပြီးနောက်ထပ်ဘူးခွာထက်ကြမယ်ဆိုရင်တော့ဒါပရိတစ်ခုတည်းနဲ့ဒါအပြီးပေါ့ဗျာဒီမှာရှင်4ခွန်ဆိုပြီးတော့ဒီမှာဒဲတစ်ခွက်တည်းနဲ့ရသွားပြီဒါတတိယမြောက်ကပ်ပေါ့ဗျာစရုပ်ထားမြောက်ကပ်ကကျွန်တော်2005ခုနှစ်5ဆုံးခုနှစ်တိုင်းမှာဒါဖြစ်တဲ့ site ပုံစံလေးပါဗျာ5ဆုံးခုနှစ်ပုံစံလေးမှာဒီမှာ933ဆိုပြီးတော့ကြာလာပြီ933ဆိုကြာလာပြီးတော့တွေးအောင်မှာခွန်68ဆိုပြီးကြာလာတယ်ခွန်68ဆိုခြင်းကြောင့်ဒါဘူးခွာရဲ့အောက်မှာဘရီဒါထွက်တာဆိုရင်ကြောင့်ဘရိတ်ကတော့2ခုဖြစ်မှာပေါ့ဗျာ
ပရိကဒီမှာခွန်3ပေါင်းခြင်းက3 6 8ပေါင်းခြင်းက4 3နဲ့3ပရိနဲ့4ပရိပေါ့ဗျာဒါဇောင်း3လုံးပေါင်းခြင်းက3ဖြစ်မှာဆိုရင်ကြောင်း3 6ဆိုတော့9ကို3ပရိဖြစ်ဖို့အတွက်sorry 3 6ဆိုတော့9ကမှ3ဇောင်း3လုံးချင်းဇောင်း3ခုပေါင်းခြင်းက3ဖြစ်မှာဆိုရင်ကြောင်းဒီမှာ4ထပ်ပေါင်းလိုက်ပါဗျာအဲ့တော့ဒါ6 4 3ဆိုရင်ကြောင်းဒီမှာ3ပေါင်းခြင်း3ဖြစ်သွားပြီအပိတ်ကခါဆိုလာမယ်ဒီမှာအပိတ်က8ကဒီမှာအပိတ်ခါလာပြီ8 4ပေါင်းခြင်းက2ကိုဒီမှာခွန်6 8ဆိုတော့ရှေးနှလုံးပေါင်းခြင်းနဲ့နောက်နှလုံးပေါင်းခြင်းပရိယူရမှာဖြစ်တဲ့အတွက်ခွန်6ကပေါင်းခြင်း3 6 8ကပေါင်းခြင်း4 3ပရိနဲ့4ပရိယူရမှာညာဆိုတော့4 8 2ရပြီ2ကို4ပရိဖြစ်ဖို့အတွက်ဒီမှာ2ထပ်ထည့်မယ်ဒီမှာ4 8 2တကွရပြီနောက်ထပ်3ပရိထည့်ရအောင်ဖြစ်တဲ့အတွက်4 8 1ပေါ့4 8 1ရ4 8 2ရဆိုပြီး2ကွက်ရတယ်ဒါဒီမှာပရိဒါထွက်ခဲ့တဲ့အတွက်ကြောင့်ဒီမှာ4 8 2နဲ့4 8 1ဆိုပြီး2ကွက်ထွက်တယ်2ကွက်ထွက်တဲ့မှာ4 8 2တကွက်ပြီးသွားခဲ့တယ်ဗျာဒါကတော့ဒီမှာပရိဒါပြီးခဲ့တဲ့အတွက်ပရိက2ခုထွက်တော့တာကိုဒီမှာဒါတော့စတုထမြောက်ကပ်ပေါ့ဗျာဆိုတော့နောက်ထပ်2015ခုနှစ်ပေါ့5ဆုံးခုနှစ်တိုင်မှာယူမှာဖြစ်တဲ့အတွက်2015ခုနှစ်မှာ363ဆိုပြီးမှကြာလာပြီ363ကြာလာပြီဆိုတော့အောက်သူ့အောက်ကကဏ္ဍ3994ဆိုပြီးပြန်ကြတယ်ဒီမှာပရိဒါဖြစ်တဲ့အတွက်ဒီမှာတော့ဒါ2ကွက်ဖြစ်မှာပေါ့ဇောင်းတုံးလုံးပေါင်းခြင်းက3 9ဆိုရင်ကြောင်းဒီမှာ2ကို3ဖြစ်ဖို့အတွက်ဒီမှာ1ထပ်ပေါင်းဒီမှာ1ထိပ်စီရပြီအပိတ်ကခါဆိုရင်ကြောင်းဒီမှာ4ရပြီဒီမှာရှင်းနှလုံးပေါင်းခြင်းကပရိနောက်နှလုံးပေါင်းခြင်းကပရိဆိုရင်ကြောင်း39ဆိုတော့9ပရိရယ်9 4ဆိုတော့3ပရိရယ်9ပရိနဲ့3ပရိရယ်ဆိုပြီးရမယ်ဒီမှာရှင်းနှလုံးက1 4ဒီမှာ9ရပြီဆိုရင်ကြောင်း9ပရိဖြစ်ဖို့အတွက်ဒီမှာ1 4 4ဖြစ်မှာပေါ့1 4 4နဲ့ဒီမှာနောက်လုံးပေါင်းခြင်းက3ပြည့်မှာဆိုရင်ကြောင်း3ပရိယူရမှာဖြစ်တဲ့အတွက်1 4 3ပရိယူရမှာဆိုရင်ကြောင်းဒီမှာ8 1 4 8နဲ့1 4 4ဆိုပြီးတော့2ကွက်ရတယ်အဲ့ဒီထဲမှာ1 4 8ဆိုပြီးတော့မှချပေးခဲ့တယ်ဒါတော့ဒီမှာပရိဒါဖြစ်တဲ့အတွက်ကြောင့်ပေါ့ဒီမှာ2ကွက်ရတယ်2ကွက်ထဲမှာဒီမှာတစ်ကွက်1 4 8နဲ့1 4 4ဆိုပြီးတော့2ကွက်ရတယ်အဲ့ဒီမှာ1 4 8ကိုချပေးခဲ့တယ်ဆိုတော့2025ခုနှစ်မှာကျွန်တော်ဒီ20ကြိမ်တော့20ကြိမ်တော့ကဒီမှာအပူခွာကြလာပြီ696ဆိုပြီးမှကြလာပြီဒါဖုံမွေးဆိုင်ဖြစ်တဲ့အတွက်ဒီမှာထက်မှာတော့ချမပြီးခဲ့ဘူးဗျာချမပြီးတော့ဒီမှာလည်းပြီးကြိမ်လည်းနီးပြီဖြစ်တဲ့အတွက်ဒီကြိမ်နေမှာတော့ဒီအောက်နားကြိမ်နေမှာတော့ဒါချပေးနေတယ်ပေါ့ဗျာချပေးဖို့အားကောင်းတယ်ပေါ့ဗျာကျွန်တော်တို့ကြိုက်လို့မကြောင်ဒါပြချင်းဖြစ်ပါတယ်ဒီမှာ696ဆိုပြီးမှကြတယ်696ရဲ့အောက်မှာဒီမှာ20ကြိမ်မှာ898ဆိုပြီးထွက်သွားတယ်ရွှေတုံးလုံးပေါင်းခြင်းက3ဖြစ်မှာဆိုရင်ဇောင်းတုံးလုံးပေါင်းခြင်းက96ဆိုတော့5ကို3ဖြစ်မှာဆိုရင်ကြောင်းဒီမှာ8ထိပ်မှာ8ထိပ်ကြတယ်ဒီမှာ8 9ခွန်6ဆိုတော့စတုံ3ဆိုတော့ဒီမှာပေါင်းခြင်း3ဖြစ်သွားပြီအပိတ်ကခါဆိုရင်ကြောင်းဒီမှာ8ပဲပြန်ကြပြီ88ဆိုပြီးတော့အတွဲရတယ်ဒီမှာကဘူးကြခွာကြကြတာဆိုတော့ဘရိတ်ကတော့တစ်မျိုးတည်းဖြစ်မယ်ဗျာရှင်းနှလုံးပေါင်းခြင်းဘရိတ်ရှင်းနှလုံးပေါင်းခြင်းကိုလည်းဘရိတ်ယူမယ်နောက်နှလုံးပေါင်းခြင်းကိုလည်းဘရိတ်ယူမယ်ဆိုရင်ကြောင်း98ကလည်းခွန်မယ်89ကလည်းခွန်မယ်ဆိုတော့ခွန်ဘရိတ်ကြားတယ်ပေါ့ခွန်ဘရိတ်ဆိုခြင်းကြောင့်ကျွန်တော်တုံးလုံးဇောင်းတုံးလုံးပေါင်းခြင်းကဒီမှာထိပ်စီးရပြီအပိတ်ကခါဆိုရင်ကြောင်းဒီမှာနှလုံးရပြီအခြေရွဲရပြီဆိုရင်ကြောင်းဘရိတ်ကခွန်ဘရိတ်ဖတ်မှဖြစ်တဲ့အတွက်88က16 6ကို1ပေါင်းရတော့ခွန်ဖြစ်ပြီအဲ့တော့88ဆိုပြီးတော့တဲ့တကွက်ရတယ်ဗျဒါတော့အားရမလို့ပေါ့ဗျာကျွန်တော်တို့ဒါဖုံမွေးဆိုင်ဖြစ်တဲ့အတွက်ကျွန်တော်တို့အားကောင်းချပြီးဖို့အားကောင်းလို့မြောင်ကျွန်တော်တို့ဖြတ်ပေးခြင်းဖြစ်ပါတယ်လူကြီးမင်းတို့လည်းကြိုက်တယ်ဆိုရင်တော့သုံးပေါ့ဗျာမကြိုက်ဘူးဆိုရင်တော့လည်းပယ်တော့လို့ရပါတယ်စင်ပြေရင်တော့ယူတုံးကြပါဗျာကံကောင်းကြပါသေးဗျာကိုလပါ